ကြည်ချူးတဲ့သူအားလုံးတို့ညတယောက်ချင်းစီချမ်းသာခြင်းဒုက္ခကျမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ရပါစေလို့ဆုတောင်းရင်းနဲ့ပဲဗီဒီယိုဖိုင်လေးကိုတင်ပေးလိုက်ပါတယ်မျိုးလေးမှာဆိုလို့ကျွန်တော်လည်းကျမ်းမာရေးမကောင်းဘူးအဲ့တော့ခုတွေ့တာလေးကိုပေါ့ကြိမ်မဲရှိသေးတယ်ဖြစ်စဉ်ကတော့2မျိုးပဲရှိတယ်ဟုတ်ကောင်းအမတ်တက်တာဒီမှာရှိတဲ့ဆိုရနှက်ခတ်ရိုက်တယ်ခါမှနှက်ခတ်ပြန်ရိုက်တယ်ညနေမှာအပူကြတယ်အဲ့ဒါကြောင့်မို့လို့ဒီအောက်မှာပါဝါဖြစ်တာလားနော်နောက်တစ်ခုဒီမှာတိရှိဆိုရနှက်ခတ်ရိုက်တယ်တစ်ဆိုပြီးပူးတယ်ခါမှနှက်ခတ်ဖြစ်တယ်အဲ့ဒါကြောင့်သူ့အောက်မှာပါဝါဖြစ်တာလားပေါ့နော်အဲ့တော့ခုကျွန်တော်တို့ကဒီမှာဒီနှစ်ဆိုရနှက်ခတ်ရိုက်တယ်ခါမှနှက်ခတ်ဖြစ်တယ်ပူးတယ်အဲ့မှာသူကတော့ဖြစ်စဉ်ကတော့ဒီကောင်ကဒီမှာ6 လီပါဝါဒါလည်းတစ်ချက်စဉ်းစားလို့ရှိရင်ဒီကောင်9ခါပေါင်းည9မို့လို့9ပါဝါ၄9 လီယူတာလားဒီမှာလဲနှက်ခတ်ပေါင်းည9ခါပါဝါ9မို့လို့9ပါဝါ၄9 လီယူတာလားပေါ့နော်အဲလိုဆိုကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်တော့ခါပါဝါပေါင်းည6ခါပါဝါ6ဆို6တက်ပေါ့ဒါပေမဲ့9 လီကလည်း9 လီကလည်းကျွန်တော်တို့မဖြစ်မနေထိုးရမယ့်ကဏ္ဍဆိုတော့လက်ဖြောင်းကို9 လီနဲ့6တက်ကိုမဖြစ်မနေထိုးပေါ့နော်အဲဒီမှာကျွန်တော်တို့ဒီမှာ3 ကိုမပြောက်ပေးရမယ်လွယ်တော့မပတ်ကြပါနဲ့ဗျာနော်အဲ3 ကိုမပြောက်ရဲဆိုလို့ရှိရင်ကျွန်တော်တို့မနှညဆိုရင်တော့ဒီကလေးတွေထည့်ထိုးပေါ့ဗျာစူပေါ့ကျွန်တော်တို့8ခွန်ဟိုလည်းလည်းကြံတယ်အဲ့တော့8ခွန်8 3ညခွန်3ညဆိုတော့အဲ့တော့မနေ့ကပေါ်ပါပဲတစ်ခွက်2ခွက်3ခွက်4ခွက်5ခွက်2ကြိမ်စာနော်မနေ့ညအဲ့ဒါပဲထိုးမယ်ဗျာအဲ့ဒါဆိုလို့ရှိရင်အဆင်ပြေကြမှာဗီဒီယိုဖိုင်နဲ့တူတူလေးပါပဲအဲ့တော့ကြည့်ရှုတဲ့သူအားလုံးတူချင်းတယောက်ချင်းစီချမ်းသာခြင်းဒုက္ခကျမ်းမာခြင်းဒုက္ခနဲ့ပြည့်စုံနိုင်ကြပါစေဘေးအခက်သိကင်းခြင်းရပြီးတော့တောကဟုသမျှတို့မှတူချင်းတယောက်ချင်းစီကင်းဝေးကြပါစေလို့မေတ္တာပို့ဆုတောင်းကျွန်တော်ဗီဒီယိုဖိုင်လေးကိုသုံးသပ်ခွင့်ပြုပါအားလုံးဉာဏ်လက်ပြခြင်းကင်းကြပါစေဗျာ